ပြည်တော်စုလွတ်တော်နာယကကြွားရောက်လာပါပြီခင်ဗျာအရေးပေါ်အခြေအနေကြေညာထားတဲ့မြို့တွေမှာဥပဒေကဲ့သို့အာဏာတည်တဲ့အမိန့်မှတ်တစ်မြင့်ဆောင်2026ကိုလိုအပ်တဲ့ကာလအထိဆက်လက်အတည်ဖြစ်စေရေးအတွက်ပြည်တော်စုလွတ်တော်ရဲ့သဘောတူညီချက်ကိုရယူနိုင်ဖို့ဥပဒေရေးရာဝန်ကြီးဌာနကဒီကနေ့ဆိုတင်သွင်းခဲ့ပါတယ်။ဥပဒေရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးကအကျိုးအကြောင်းဖော်ပြခြင်းနဲ့တကွဆိုတင်သွင်းမှုဖြစ်ပါတယ်။ဇူလိုင်လ14ရက်နေ့ကကျင်းပတဲ့တတိယအကြိမ်ပြည်တော်စုလွတ်တော်ဒုတိယပုံမှန်အစည်းအဝေးမှာဥပဒေရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးနဲ့ဒုတိယရှေ့နေချုပ်ဖြစ်တဲ့ဒေါက်တာထိန်လင်းဦးကနိုင်ငံသမ္မတကဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်412ပုံမှန်ကွယ်ကာကြီးရ2026ခုနှစ်ဧပြီလ23ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့တဲ့ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်တင်မြင့်ဆောင်2026ကိုလွှတ်တော်ကာလပိုင်းခြားအထိဆက်လက်အတည်ဖြစ်စေရေးအတွက်ပြည်တော်စုလွှတ်တော်ကသဘောတူညီချက်ပေးနိုင်ပါရန်အဆိုတင်သွင်းသွားမှာဖြစ်ပါတယ်ဒုတိယဝန်ကြီးကအဆိုပါအမိန့်ကိုဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်412ပုံမှန်ခွဲကာကြီးရ2026ခုနှစ်ဧပြီလ23ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်9ခုကမြို့နယ်ပေါင်း60မှာအရေးပေါ်အခြေအနေကြေညာထားတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်အဆိုပါအမိန့်နဲ့ဆက်ဆက်တဲ့ဥပဒေကဲ့သို့အာဏာတည်တဲ့အမိန့်အမှတ်2/2026ကိုလည်းဇွန်လအတွင်းပြည်ထောင်စုလွှတ်တော်ကဆွေးနွေးအတည်ပြုခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒေါက်တာထိန်လင်းဦးက2026ခုနှစ်ဇူလိုင်လ21ရက်နေ့မှာဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်တင်မြင့်ဆောင်2026ထုတ်ပြန်ကြေညာသည့်ရပ်ပေါင်း90ပြည့်မြောက်ပြီဖြစ်တော်လဲဆိုပါအမိန့်ဖြင့်ရေးပေါ်ချီနေကြေညာထားတဲ့မြို့နယ်များမှာအုပ်ချုပ်ရေးရွာအေဂျင့်တရားရေးနဲ့တရားဥပဒေစိုးမိုးရေးတို့ကိုမူလအခြေအနေသို့ပြန်လည်ရောက်ရှိစေခြင်းကဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ်တင်မြင့်ဆောင်2026အရေးပေါ်အခြေအနေကြေညာခြင်းအတည်ပြုသည့်ကာလကိုတိုးမြင့်သတ်မှတ်ဆောင်ရန်လိုအပ်တဲ့ရှိပါတယ်ပြည်တော်စုလွှတ်တော်နိုင်ကဦးအောင်လင်းတွေကတော့အမိန့်အမှတ်တင်မြင့်ဆောင်2026မှာပါဝင်တဲ့မြို့နယ်တွေကချင်းပြည်နယ်ဖလန်းမြို့နယ်နဲ့တွန်းဆန်မြို့နယ်တွေကိုခြံလက်ထားပြီးကြံမြို့နယ်တွေကိုဆက်လက်အတည်ပြုပေးဖို့ဆိုတင်သွင်းတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အဆိုနဲ့ပတ်သက်ပြီးဆွေးနွေးလိုတဲ့ပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ဇူလိုင်လ16ရက်နေ့နောက်ဆုံးထားပြီးအမည်စာရင်းပေးသွင်းနိုင်တယ်လို့ပြည်တော်စုလွှတ်တော်နိုင်ကအသိပေးကြေညာခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။